ကျယ်ဒီမဲ့တက်တာအကျယ်ဒီတက်တာမဟုတ်ဘူးပိန်နှုံးလို့နံရိုးတွေတုတ်တက်မှာဆိုလို့လူဒီချုပ်ထားတာကောင်းကြောင်ကြီးခင်ဗျာကျွန်တော်တကူလောက်ဆွေးနွေးကြပါလေဒီနေ့ဗမာနိုင်ငံမှာဘာနေဖြစ်နေကြလို့ဘာနေဖြစ်နေလဲဗမာနိုင်ငံမှာဘာနေဖြစ်နေလို့ဘာဖြစ်နေလို့အမတိကိုနှုတ်အဲ့ဒီလိုဗမာနိုင်ငံမှာဘာနေဖြစ်နေတာလဲဆိုတော့သိကြည့်ရင်ဗမာနိုင်ငံရဲ့ချီးပွားရေးကဏ္ဍကိုကြည့်လိုက်ဒီဗမာနိုင်ငံရဲ့ချီးပွားရေးကဏ္ဍကိုကြည့်မယ်ဆိုလို့ရှိရင်ချီးပွားတာချီးပွားတာသိကြတော့လက်ပတ်ကြည့်တယ်မလို့ဘူးယုံတော့ဖေးသွားကြည့်လို့မရနဲတာမဟုတ်ပွားတာသူသွားတယ်ကျွန်တော်ပြောတာကချားဝိနေရဆိုတဲ့ချီးပွားရေးကိုပြောတာကောင်းကြောင်ကြီးကကိုချားနေတာပဲကိုဟိုလည်းဒါမျိုးမှကွက်ကြိုက်တယ်အဲ့ဒီချားဝိနေရဆိုချီးပွားရေးကိုပြောတာကောင်းကြောင်ကြီးတကားကတောင်းကြဆိုတကားတော့နည်းနည်းပဲပြီးပါမလို့အဲ့ဒီကမ္ဘာနိုင်ငံရဲ့ချီးပွားရေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗမာနိုင်ငံကလည်းကမ္ဘာနိုင်ငံများတဲ့ဒီသူချီးပွားရေးတက်တဲ့ကိုရင်ခံရတာပဲအဲ့ဒီတက်ကြောင့်ဗမာနိုင်ငံမှာတောင်းကြအတူရောင်တွေပေါ်ညာလာတောင်းကြအတူရောင်တွေကြောင့်ကျွန်တော်တို့တောင်းကြအချစ်တွေဂုံတိတ်ကအမတန်ကိုကြဆင်းနေပါတယ်အဲ့ဒီတက်ကြောင့်ခေါင်းကြောင်ကြီးအနေနဲ့တောင်းကြအချစ်နဲ့တောင်းကြအတူကိုခွဲခြားနိုင်ဖို့အတွက်တောင်းကြနိုင်ငံသားချီးကျင့်တက်ကိုထုတ်ပေးပါလို့ကျွန်တော်ဒီနေရာကနေပြစ်တိုက်ချက်ခံပါတယ်ရေးကြည့်တာပဲဘိုးနာတော့လဲတောင်းနေကောင်းတယ်ဒီနာတော့လဲတောင်းနေကောင်းတယ်သတောင်းစားတကယ်အစ်စ်နဲ့သင်တန်းဆင်းလာတဲ့သတောင်းစားတွေကသိက္ခာကြတယ်အဲဒီတော့အဲဒီသတောင်းစားအစ်စ်နဲ့သူခွဲခြားဖို့တွေ့ဒါပြင်းမှုပြင်လိုက်ပါဟုတ်ကဲ့မနေ့ကကြာရင်လျှောက်တော့ခေါ်လိုက်အားလုံးကဒါကပ်ပြားလေးတွေထုတ်ပြရမှာပေါ့ဟုတ်ကဲ့တော့ပြီးတော့သူတို့အားလုံးကိုတယောက်ကိုစပုတ်ပတ်ပုံနေနော်ဒါပတ်စပုတ်ဘာစပုတ်မှမသိစပုတ်ပတ်တော့ငါပြောတာမှားသွားလို့လားမှားတာပေါ့ငါဘာပြောမိလို့ပတ်စပုတ်ပတ်တော့ဘာပြောမိလားအေးသူပြောတဲ့ပုံမျိုးပေါ့နော်အဲ့ဒီလိုပုံမျိုးသုံးပုံနဲ့ရောက်လာခေါ်ပြီးတော့ဒါကတ်ပြောင်းအများဆုံးထုတ်ဖို့ပြင်ပြီလေဟုတ်ကဲ့ကြည့်နေပြီမှာနော်အသိပြီလားဟုတ်ကဲ့ခုတိတ်မှာကျင်ညာချက်ထုတ်လိုက်ဟုတ်ကဲ့ဒီဝေးရဲ့ဒုတိယပိုင်းပြင်ရတော့သတော်သားမျိုးနွယ်တက်ပြီးမတိမ်ဘောပါဘူးဆိုတဲ့မူလကြီးရွယ်ချက်ကိုကျွန်တော်ရဲ့တကူတီတော်သမီးကလေးဖြစ်တယ်။ဟာအဲ့ဒါကိုသိဝင်ကြတယ်။အဲ့ဒါကိုသိဝင်ကြတယ်။ဒါကလည်းသိပြီးစက်တော့နိုင်ငံခြားမှာတွားရင်ဒီမလေးတင်တော့တင်းကြော်ပြီးတော့ဘယ်လိုဖြစ်လာချက်ချင်းဝင်ဒီနားရောက်လာကြ။အဲ့တော့တကူတီတော်သမီးလေးဖြစ်တယ်။ကင်ကလေးရလူလူထွန်းတယ်။အခုကြွားရောက်လာတဲ့တောင်းသားကိုယ်စားလှယ်တွေကအရေးချစ်ပြင့်ပြီးတဲ့တောင်းသားတဦးနဲ့ကျွန်တော်လက်ဆက်ပေးဖို့ပါ။အိုင်ဆာမပြီးတော့ရင်ကျွားရောက်လာတဲ့ဒီသတောင်းသားကိုယ်စားလှယ်များကဝိပ္ပိယတက်သွန်းတဲ့သတောင်းသားပညာရများနဲ့အစွမ်းပြကြပါဟုတ်ကဲ့သမီးကလေးနဲ့ကျွန်တော်နဲ့ကထိုင်ပြီးအကဲပြမယ်ကျွန်တော်သဘောကျတဲ့လူတွေပြီးသားခေါင်းကြောင်ကြီးရခေါင်းကြောင်ကြီးတပေးနိုင်ပြီဘယ်လိုခင်ကလေးရလူလူထွန်းလေဩခင်ကလေးရလူလူထွန်းလူလူထွန်းနေမယ်လူလူထွန်းရမှာဘုံတို့ကိုတည်ဘာလူလူထွန်းထွန်းကျွန်တော်တခုမင်းမလို့ခုနမချင်းလို့ခေါင်းကြောင်ကြီးသဘောကျတဲ့လူတွေပြေးကြတော့ဘာလို့မှတော့ခေါင်းကြောင်ကြီးသဘောကျတော့ကျွန်တော်တို့ကခေါင်းကြောင်ကြီးနဲ့ရမှာမဟုတ်လို့လားခေါင်းကြောင်ကြီးသမီးသဘောကျတဲ့လူတွေပြေးကြမှာရှိမှာမို့ဒါတော့အစီအပြောင်းလုပ်ပေးမယ်လေအဲ့တော့ပြောနေတာဒီပြန်ပွဲကိုတရားပြတ်တဲ့တွန်းတက်ဆိုတာခေါင်းဆောင်ကြီးကကျင်းပါပေးပါဘာကိုပြန်ညပါဟုတ်ကဲ့မလားနော်မလိုက်ပါဘူးဒါပဲလိုက်ဖို့စီစဉ်မရှိပါဘူးနော်သမီးခေါ်လိုက်မယ်နော်သမီးရေအေးပဲဟဲ့လာတော့သမီးဘိုင်းကောက်ကြောက်ပြီပါလားငါနဲ့ကြားလာတာသမီးကြီးနည်းနည်းထွဲထူလိုက်ကြပါဘာကြောင့်လဲကျောမောက်ကြည့်ချမ်းမှာနားကြားတွေ့နားပြမဟုတ်ပါဘူးမင်းကျောမှာစူးစူးနေတယ်ဆိုလို့နှုတ်ပေးတာအဲ့မှာမှပြသမီးအဲ့ဒီသားသားကြီးဘာလဲနှုတ်လို့လဲပြီးတော့မပြောရမှမသိဘူးသူကရေးချင်တယ်ဒီလိုသမီးရဲ့တော့သမီးကိုတရားကြွလာတဲ့သနောင်းသားကိုယ်စားလှယ်တွေကတယောက်သမီးဒီမှာအဖေစကားပြောနေတယ်သမီးဟောဒုက္ခပါပဲဒီမှာအဲ့ဒီတွေကသမီးကမတရားတဲ့သဘောမှရှိနေပါလားသမီးမလုံနဲ့ဘူးပဲနောက်ကမှတော့တော်နေကြသူတို့ကတလားစီသွားလိမ့်မယ်အဲ့ဒီတော့သမီးနဲ့သူတို့နဲ့အစင်ပြအောင်ဟေးချင်းကိုင်းနေ
ရေကိုက်တာသူ့ဘာသူရိုက်လိုက်မယ်မင်းကဘူးပါလားရတာပါအဖေရှိသေးတယ်ကွာ သူတော့ဝင်းနေလို့လေငါနီးနေတယ်ဒီကျုံးတော့တော့ဘာမှမသိအောင်ဘယ်လိုကြည့်လဲကျိုးရင်တော့ချောတာလားအဲ့ဒါပဲ လာပါဦးသမီးရဲ့အဲ့ဒီတော့သမီးကိုသူတို့ကနေတော့ကျင်ရလူကျွေးပွဲပေါ့သူတို့ကဝိုင်းကြိုင်ကြတယ်သမီးတို့ဒီထဲကနေပြီးတော့သဘောကျတဲ့လူနဲ့ဘယ်တော့ကလက်ထပ်ပြရမှာပေါ့ 哦，这边来嘞，这边啊，看嘛，人家那边是的啦。ကြာ ဟေးဘာလို့ဘာတော့မေးတာပြောပါလေ ဘာမှပုံပြင်မပြလို့မရဘူးအခုမှငါတို့တောင်းသားနိုင်ငံကကလုံးဝမလို့ပြင်နေလို့ရှိတယ်ပြင်သားနေတယ်အဲ့တော့ဒါသမီးဘာမှမပူပါနဲ့နော်သမီးရေးစိတ်ထားပြီးတော့သူတို့ပြိုင်ပွဲဝင်တာကိုကြည့်သမီးသဘောကျတဲ့လူတွေဘေးကပြီးသားပါပဲဒါတရားမျှမျှတတလွတ်လွတ်လပ်လပ်ဒါဖြစ်သွားအောင်ဘေးကပြစ်ပါပြီလေဟုတ်ပြီနော် 是的呢， ဟုတ်ကဲ့သူတို့အားလုံးနဲ့လား 这个阿东呢， ဟုတ်တယ် 这边呢， ဟုတ်တယ် သမီးရဲ့တယောက်ဆိုလဲတော်ရောပေါ့သမီးတို့အားလုံးနဲ့ဆိုလို့ရှိရင်တော့လေသမီးမဟာဘာတုလအုပ်ထုတ်ပြသွားမယ် ဒီမှာဟောမတိုင်းဒီ ဘာလို့ သူကသူအချင်းချင်းတို့လုံးပါနေဘယ်လိုချင်းနေတာဟုတ်ပါနဲ့သူလည်းနဲ့ဝင်သူချမ်းတာရှားပါနေဘာလဲရောက်ဘူးလေ ဘာမှမလုပ်နဲ့သမီးသူတို့အားလုံးနဲ့ယူကြလို့တယောက်တည်းပဲယူပါနောက်ကမှတစ်သဘောပါအဖေမှတုံကင်ဝင်တော့လောက်မှာမဟုတ်ဘူးဒီတိုင်းနေဟုတ်ပါလေဟုတ်ပါတယ်အဖေနဲ့ပဲဒီကလာမဲဝငါထောကြီး အဲ့တော့ဒါဒီပြန်ပွဲပြပါမယ်ဆိုဒီအခုကြောက်ရတဲ့ကိုယ်စလဲအားလုံးကဒီပြန်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ပေါ့ဟုတ်လား တိုင်းမမယ်တိုင်းမမယ်။အားကြောင့်ဒီကညာကျွန်တော်တခုလောက်တင်ကြများနေ ကြောက်ပါကြောက်ပါ ။ဒီကောင်းကြောင်ကြီးကြီးမှုချင်းပါတယ်။တင်ရတော်မြေပွဲကိုကျွန်တော်ဝင်ရောက်ချင်ကြကြီးမပြုပါဘူး ဟာဘာဖြစ်လို့လဲ ။ဘာဖြစ်လို့လဲဆိုတော့ကောင်းကြောင်ကြီးကြီးမှုချင်းပါတယ်ဒီကြိုင်ဝဲဟာတရားပြီးတော့ညွတ်လပ်မြတ်တာမယ်လို့ကျွန်တော်မယုံကြည်တဲ့အတွက်ကျွန်တော်ကိုဒီနေရာကထုတ်ထုတ်ပြီးပါ အဲ့ဒါကတော့ဒါဒီကုသလေကြီးကကျွန်တော်ကိုဆော့ကတာတာပဲ ဆိုပါလား ဆော့ကားတာကျွန်တော်အတန်းဒါဂရိပေးထားပါတယ်ဂရိတွေပေးထားပါတယ်အဲ့တော့အတက်ကျွတ်တယ်ကျွန်တော်ဆော့ကားလိုက် ။ကောင်းကြောင်ကြီးကဂတိလည်းပေးပေါင်းများပါပြီ။ချက်ပေါင်းလည်းများပါပြီ။ဒါကြောင့်မို့ကျွန်တော်အယုံကြည်မရှိလို့ပါ။အယုံကြည်မရှိလို့ပါ။နောက်ဒါကြောင့်မို့ဒီပါတီကနှုတ်ဆက်ပြီးပြုပါလို့ကျွန်တော်နှုတ်ဆက်လာတင်သွင်းတာပါခင်ဗျာ။နှုတ်ဆက်လာတင်နေတာပါ။နောက်မှလည်းကောင်းကြောင်ကြီးရဲ့ ဒါလက်ခံလိုက်ရမှာလား လက်ခံလိုက်ပါ ဒါဆိုလို့ရှိရင်ဒါသူ့သဘောနဲ့သူနှုတ်ထွက်တာပဲဒါအတွင်းမှုအစီအစဉ်ကြီးညာပေးလိုက်ပါတင်ညာချက်ချင်းထုတ်ပေးလိုက်ပါ ကျွန်တော်နှုတ်ဆက်ခွင့်ပြုပါနော်။နောက်ပြီးတော့ကျွန်တော်ရဲ့ဟိုလေတောင်မလေးတွေဖြစ်တဲ့ကော်နီတို့မင်းချွေတို့မေကလာတို့နဲ့လည်းကျွန်တော်ညတာချပွဲကျင်းပလို့တစ်ချိန်ရောက်တဲ့အတွက်ကျွန်တော်ကိုတွားခဲ့ကြပါလို့ကျွန်တော်ကောင်းတော်ကြီးကိုဒီနေရာကနှုတ်ဆက်ခဲ့ပါ ဘာတော့ကြီးကျယ်လို့တော့အောင်ရမလား သွားပြီးဒီနေရာမှာဖိုင်းပြီးတော့ထုံးတော်နေတယ်ခိုင်းရမလို့ထုံးရမှာအင်္ဂလိပ်လိုလားပမာလိုလား အင်္ဂလိပ်လိုပဲထိုးထိုးမမလိုပဲထိုးထိုးပါ အညိုးထုံးခဲ့မယ် ဘာ နော် လို့ထိုးတာမသိချင်းချင်းခံအောင်မေးကြည့်ဘယ်လိုထိုးလို့လို့ခေါ် အဲ့ဒါကထိုင်းယူတီးတဲ့ထိုင်းထုံးရင် ချင်းညွန့်တယ်မှာချက်ချင်းပဲတင်ညာနဲ့ထုတ်ပေးပါတင်ညာချက်နဲ့ညင်ညောင်ကုန်းချက်ဒီကြိုင်ပွဲတွင်တောင်းကြကို